ထိုင်နေလေပေါ့နော်ထိုင်နေလို့ကြည့်အောင်ရင်ဘတ်ကိုဗာနဲ့ကွက်ထားလေလေဒါကဘုံကိုချင်းထဲမှာတော့မှဒီတိုင်းနေရမယ်ဒီနီးထဲမှာမှန်ကန်မယ်ဘုံကိုချင်းကရုတ်ချင်းထဲမှာနေဒီတိုင်းငုတ်တုတ်ခံထားရလို့လွတ်နိုင်လားလွတ်နိုင်နော်အဲ့တော့ဒီမှာဗာလို့ထားလေငါ့ကိုအုပ်ထားလေတုံခါအားကြောင့်မို့ဖြစ်ပေါ်လာတဲ့အတန်အားတွေကဒီနားကိုနားစီတွေကိုထိကြိုက်စေနိုင်တာဖြစ်တဲ့အတွက်မထိကြိုက်နိုင်အောင်နားအုပ်ထားခြင်းချင်းနားကိုကာကွယ်ထားမယ်ဟောပါဇက်ကဗာလို့ထားလေခါထားတယ်မျက်လုံးပိတ်ထားတယ်ရမ်းမှုန်နေဆင်လာရင်မျက်လုံးကိုကွယ်သွားနေနိုင်နေမျက်လုံးထိခိုက်နိုင်ရင်ဖြစ်တဲ့အတွက်မျက်လုံးကိုပိတ်ထားခြင်းဖြစ်တယ်။ဘာကတော့လေကိုလေတွက်တယ်အတရှူလမ်းကြောင်းကိုဖွင့်ပေးထားတာဖြစ်တယ်။ကျွန်တော်တို့ဗျာစဉ်းစားကြည့်အမိုင်ဘက်နဲ့ပါတဲ့တော့နေကြီးနဲ့ဟာမထိရအောင်နော်ထိလို့ရှိရင်ဒီအောက်ကိုကျလာတဲ့တုံခါအားကြောင့်မလို့ဒီအစုံနဲ့နှလုံးရိုက်ပြီးတော့အသက်ကိုသေးစေနိုင်တယ်အသက်နဲ့ရှိနိုင်တယ်အားကြောင့်မလို့ဒီမျိုးဝင်ရမောက်အနေထားဆိုရင်မြေကြီးနဲ့ပါနဲ့တော့ရင်ပန်းနဲ့လုံးဝခွာရမှာနော်ဒီလက်ခါလည်းမလုပ်ထားမှာနားကိုပိတ်မယ်ခေါင်းကရုပ်ထားမယ်ပါးစပ်ဟထားမယ်မျက်လုံးပိတ်ထားမယ်အဲ့အချက်တွေကမဖြစ်မနေပါဝင်ရမယ်အချက်တွေဖြစ်တယ်